ဇလန်းစားမှာမင်းသားလေးကစိန်မိုးတွေကိုကြည့်ပြီးငါရောဝိညာဉ်မြင်ရရင်ကောင်းပါပဲအဲ့ဒီအချိန်အဲလင်ကိုမြင်သွားပြီးအဲလင်ကလည်းမင်းသားလင်းကိုမြင်သွားကနှစ်ယောက်သားအကြည့်ချင်းဆုံသွားကြတယ်အဲ့ဒီအချိန်မှာမင်းသားလေးကဝိညာဉ်လိုရေရွတ်လိုက်တဲ့အတွက်ဘယင်ကြီးကမင်းသားလေးအားငါတို့ကဝိညာဉ်တွေနဲ့အပေးယူမလုပ်ဘူးအဲ့ဒါကဘယင်မျိုးနွယ်ရဲ့နိအေကြတဲ့ဘယင်ကြီးတစ်ခုပဲဝိညာဉ်တွေရဲ့ကောင်းကြီးမရနိုင်တဲ့ရွေးတော့ဝိညာဉ်မျိုးနွယ်ကိုအားကိုးယုံပဲတက်နိုင်မယ်လို့ပြောတယ်တစ်ဖက်မှာတော့ရိုဒန်ကအဲလင်ကိုစိတ်ပူနေပြီးအိုရီကအဆင်ပြေပါတယ်အဲလင်ကဝိညာဉ်နန်းတော်ကိုပြန်သွားပြီလို့ပြောမှရိုဒန်စိတ်အေးသွားပါတယ်အပြန်လမ်းမှာတော့ရိုဟန်ဟာဘယင်နဲ့တွေ့ပြီးအိုရီကိုခဏရှောင်ခိုင်းတာကဘယင်နဲ့စကားပြောနေတယ်ဘယင်ကအရင်သမီးကမပါဘူးလားလို့ပြောတယ်ရိုဒန်ကတောင်းပန်ပါတယ်သမီးကကျမ်းမာရေးမကောင်းလို့ပြန်ပြောတယ်ဘယင်ကလည်းလိန်နေမှန်းတီးတော့ပေါ်တင်လိန်နေစရာမလိုပါဘူးငါသားတွေနဲ့တွေ့စေချင်ခဲ့တာလို့ပြောတယ်ပြီးတော့ဆက်ပြောတယ်မင်္ဂလာဆောင်မှာစိတ်ဝင်စားဖို့ကောင်းတာဖြစ်ကုန်ပြီပေါ့အဲ့ဒီတို့သမီးလို့ပြောတယ်ရိုရန်ကလည်းအေးစာပေကကန်ကောင်းတာပဲအဲ့လောက်အန်အောဝဲကောင်းတဲ့မိန်းမနဲ့လက်ထပ်နိုင်တာလို့ပြန်ပြောတယ်နောက်တော့ဘယင်ကရိုရန်နဲ့သူ့သမီးကိုသူ့သားတွေနဲ့တွေ့ဖို့နန်းတော်ကိုဖိတ်ခေါ်လိုက်တယ်နောက်တစ်ခါမှသရိုးသမီးရဲ့လက်မှာအမာယုတ်တစ်ခုကိုတွေ့ရပါတယ်အဲ့ဒီအမာယုတ်ကဘာလဲဆိုတော့သရိုးသမီးဟာရိုရန်ကိုစိတ်ဝင်စားနေပြီးသရိုးသားဆိုပဲကိုတစ္ဆာမရှိလို့နတ်ဖျားတွေကတတိပေးတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ရိုရန်ဝင်လာကအစီကံများကိုအပြင်ထွက်ခိုင်းပြီးဒါပါတဘောလဲမင်းကြောင့်အဲလင်ကဘယင်မျိုးနယ်တွေချင်းတာခံရပြီးလို့ပြောပြီးအဲ့ဒါကိုဘလို့ရလဲရှင်းပြတယ်ရိုဘယ်ကစိတ်တူနေတာကြောင့်အိုရီကဝင်ထိန်ပြီးတို့သမီးကိုသူများလှုပ်တဲ့အပြစ်အတွက်သမီးကိုပေးဖို့တတ်သိရှိလားလို့မေးတယ်တို့သမီးကလည်းကျမသမီးကိုစတေးစရာလားလို့ဆိုအိုရီကအဲ့ဒါဆိုကိုချင်းစာကြည့်စေခြင်းတယ်လို့ပြောတယ်ပြီးတော့အိုရင်ကဆက်ရှင်းပြတယ်တို့သမီးကကြားပြီးအံ့အားသင့်သွားတယ်အိုရီကအမာယုတ်ကိုကြည့်ပြီးဒီမက်ကပေါ်သေးတယ်ဆိုလိုတာကတို့သမီးကတို့သားကိုချစ်ပြီးမဲ့စိတ်ထဲမှာနောက်တစ်ယောက်ရှိနေတာဖြစ်တယ်အိုရီကအခြားတစ်ယောက်ကိုမကြည့်ပဲတို့သားကိုရင်ထဲကချစ်နေရမယ်လို့ပြောတယ်ဒီအတိုင်းရှေ့ဆက်သွားရင်မကောင်းတာတွေဖြစ်လာမယ်လို့လည်းတတိပေးတယ်အိုရီကသူ့အစွမ်းနဲ့အဲအမာယုတ်ကိုကိုယ်တိုင်သာမြင်ရပြီးတခြားသူတွေမမြင်အောင်လုပ်ပေးတယ်အဲလင်ကဘယင်မိသားစုရဲ့နောက်မှာပေါ်တဲ့အမဲရောင်ကျင်းစာရဲ့အရင်မြစ်ကိုတီးကျင်လို့လိုက်ရှာတယ်ဝိညာဉ်တယောက်ဖြစ်တဲ့စာကြီးတိုင်မူဟာတီးကျင်တာရှိရင်မေးလို့ရတယ်လို့ပြောတယ်အဲလင်ကမေးတော့စာကြီးတိုင်မူဟာလိန်နေပြီးအဲလင်ကဘယင်ဟာသူနဲ့သူ့အဖေကိုဘယင်နန်းတော်ကိုဖိတ်ခေါ်ကြောင်းပြောမှဘီနီစိတ်တိုလာကအဲလင်ကိုစိတ်ပူလို့အဲလင်တောင်းဆိုတဲ့အတိုင်းပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း200ခန့်ကတော်ဝင်မိသားစုဟာမိစ္ဆာတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်အဲ့ဒီမှာဝိညာဉ်ဘရင်မစီအကူအညီတောင်းပြီးစစ်ပွဲကိုနိုင်အောင်တိုက်ခိုက်ခဲ့ပါဒါပေမဲ့တော်ဝင်မိသားစုကတဘာဝနဲ့ဆန့်ကျင်တဲ့အရာတစ်ခုကိုထပ်မံတောင်းဆိုခဲ့တာကြောင့်ဝိညာဉ်တွေကသူတို့ကိုအဆက်အသွယ်ဖြတ်ပြီးတားမြစ်လိုက်တာဖြစ်တယ်အဲလင်ကဒီအကြောင်းကိုသိတော့သူမနဲ့မိသားစုနဲ့ဝိညာဉ်လောကကိုတစ္ဆာဖောက်မှာမဟုတ်ကြောင်းတော်ဝင်မိသားစုရဲ့လုပ်ရက်တွေမှကြောင့်ပြက်ပြက်သားသားပြောတယ်နောက်နေ့မှာအဲလင်ဟာသူ့အဖေကိုပူဇော်ပြီးအဖွားစီကိုသွားပါတယ်အဖွားကလည်းအဲလင်လာတော့ဝမ်းသာပြီးကြိုးဆိုပါတယ်နောက်တော့ဆိုဘယ်ရဲ့ဇနီးအာရာနဲ့တွေ့ပြီးတတိပေးပါတယ်အဲလင်ကကျမဖေကိုစိတ်ဝင်စားနေတာကိုရက်လိုက်အဖေနဲ့အမေကြားဝင်ရှုံးရင်ကျမနဲ့ကျမမိသားစုကမင်းကိုအလွတ်ပေးမှာမဟုတ်ဘူးအဲ့လိုပြက်ပြက်သားသားပြောလိုက်တဲ့အခါရိုရန်ပြောတာတော့ဘာမှမဖြစ်တဲ့အာရာကကလေးလေးပြောတော့ကြောက်ပြီးမူးလဲသွားပါတယ်ဆိုဘယ်ကလည်းအဲလင်ရဲ့လုပ်ရက်ကိုလက်ခံပြီးငါမိသားစုပြိုကွဲမဲ့ရေးကနေမင်းထပ်ပြီးကဲတင်လိုက်ပြန်ပြီလို့ကျေးဇူးတင်တော့အဲလင်ဟာမိတ်ကက်သမားလေးကိုခေါ်လိုက်ပြီးဆိုဘယ်ကြောင်ကြီးတွေတုံးမှာပဲရိုရင်ကိုအဲလင်မယုံနိုင်အောင်ချုပ်ခိုင်းတာပါတယ်ပြီးတော့ဝိုင်းပြင်ပေးကြတယ်ခဏတော့ဆိုဘယ်ဟာအရင်ကတည်းပူချောလာတာကိုတွေ့ရတယ်ဘာလို့ဒီလိုလုပ်တာလဲဆိုတော့အာရာဟာဆိုဘယ်ကိုပူချစ်လာအောင်ဖြစ်ပါတယ်ဘရိုတို့လည်းရုပ်ချောခြင်းမုတ်စိတ်မွေးရိပ်ပေါ့နော်မုတ်စိတ်မွေးမရှိရင်လည်းရှိတဲ့အမွေးသာရိပ်လိုက်ဗျာအဲ့ဆို